မင်းညာရှင်ကြိုင်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာတော့ Everton အသင်းနဲ့ Man City အသင်းတို့ဟာတစ်ဖက်3ဂိုးစီနဲ့တည်ကြခဲ့ပါတယ်။ဒီပွဲမတိုင်ခင်အထိ Man City အသင်းဟာ Everton အသင်းရဲ့အိမ်ကွင်းမှာ10ပွဲစတိုက်အနိုင်ရထားတာဖြစ်ပြီးတော့အဲ့ဒါကတော့ Everton အသင်းရဲ့ကွင်းဟောင်း Goodison Park မှာပါ။ယခုဒီချိန်မှာတော့ Everton အသင်းရဲ့ကွင်းတစ်ကြီးဖြစ်တဲ့ Hill Dickinson ကွင်းမှာလာရောက်ရှင်ပြိုင်တဲ့ပထမဆုံးအချိန်မှာတော့ဒီနိုင်ပွဲဆက်မှုကရပ်တန့်သွားခဲ့ရပါပြီ။ဒီအသေးပွဲကြောင့် Premier League Title ဆုဟာ Arsenal အတွက်အခွင့်အရေးပိုတာသွားခဲ့ပြီလည်းဖြစ်ပါတယ်။ကဲဒီတော့ပြောစရာရှိလာတာက Manchester City အသင်းတကယ်ပဲ Premier League Title ဆုကြီးကိုလက်လွတ်လိုက်ရပြီလား။ဒါမှမဟုတ် Jeremy Doku ရဲ့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ပြန်လဲချေပါဂိုးက Man City အသင်းအတွက်ညှော်လင့်ချက်ရဲရဲလေးရှိစေခဲ့တာလား။နည်းနည်းလောက်ဝေဖန်လေးကန်ကြည့်ကြရအောင်ပါ။ Don't stopအားလုံးမင်္ဂလာပါ Oh My Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်တို့ဇော်ထက်ပါပွဲမစခင်မှာ Man City တဲ့အလုံးစုံကိုစိုးမိုးထားနိုင်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြတာပါတကယ်လည်းပက်ကွာလီယိုလာရဲ့ City ကထုံးစံအတိုင်းပွဲကိုစိုးမိုးထားနိုင်ခဲ့ပါတယ်ရိုဒီမပါပေမဲ့လည်း City ရဲ့ကွင်းလယ်ဟာငြိမ်နေတော့မှာပဲပထမပိုင်းမှာတော့ Ryan Shaqiri ရဲ့ကန်ချက်တွေ O'Reilly ရဲ့ထိုးပေါက်မှုတွေက Everton ဂိုးပေါက်ကိုအကြိမ်ကြိမ်ချိန်ချောက်ခဲ့ပါတယ်ဒါပေမဲ့ပွဲကိုအသက်သွင်းပေးလိုက်တာကတော့ Belgian ကျယ်ပွင့်Jeremy Doku ပါပထမပိုင်းပြီးခဲ့နေမှာသူဟာတကယ်ကိုလှပတဲ့အဝေးကန်ချက်နဲ့ Man City အသင်းကိုဦးဆောင်ကိုရစေခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ City ကတော့နိုင်အောင်ပါပဲ Arsenal ကတော့နောက်ထပ်တစ်နှစ်ထပ်ဆောင်ရအောင်ပါပဲလို့လူတိုင်းကထင်ခဲ့ကြတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့ Everton အသင်းအကွေဟာ City အတွက်ငရဲခံဖြစ်လာခဲ့ပါတယ်အမှတ်ပေးစရာထိတ်က Arsenal အသင်းတို့တော့ဒါအားကောင်းကင်ဘုံကကျလာတဲ့လက်ဆောင်တစ်ခုလိုပါပဲဒီဟာဒီမှာ Arsenal အသင်းက22နှစ်ကြာဆောင်စားနေရတဲ့ Premier League စူပလာကြီးကိုတဖန်ပြန်လဲကင်မြောက်ခွင့်ရသွားခဲ့မယ်သာဆိုရင်သူတို့ဂုံပြူတဲ့အနေနဲ့အတူတူတစ်ခွက်တစ်ဖလားတောက်တဲ့လူတစ်ယောက်ရှိပါတယ်သူကတော့ Arsenal ကစားသမားမဟုတ်ပါဘူးမင်းညာက Man City အသင်းကို2ဂိုးသွင်းပြီးတော့အမှတ်လျော့သွားစေခဲ့တဲ့ပြင်သစ်တိုက်စစ်မှုThiago Barry ပါပဲပြီးခဲ့တဲ့ຫນွေကဒီပေါင်28သန်းနဲ့ Everton အသင်းကိုစရောက်လာတဲ့က Barry ကခြေစွမ်းမပြနိုင်ခဲ့ပဲနဲ့ပရိသတ်တွေရဲ့လောင်ပြောင်မှုကိုခံခဲ့ရတာပါ။မင်းညာပွဲမတိုင်ခင်ဒီ6ဂိုးပဲသွင်းထားတဲ့ဒီတိုက်စစ်မှု Barry ဟာ Man City ကို2ဂိုးသွင်းအမှတ်လျော့စေခဲ့ပြီးတော့ Arsenal အသင်းအတွက်တော့နိုင်ထားစိုက်စေတဲ့သူရဲကောင်းဖြစ်လာခဲ့ပါပြီ။နောက်ထပ် Arsenal အသင်းကျေးဇူးတင်ထိုက်တဲ့လူတစ်ယောက်ကတော့ Everton အသင်းနည်းပြ David Moyes ပဲဖြစ်ပါတယ်။ယခု Arsenal နည်းပြ Mikel Arteta အင်္ဂလန်ကိုရောက်လာတဲ့အချိန်Everton အသင်းမှာပထမဆုံးပွဲထွက်ခွင့်ပေးခဲ့တာလည်း David Moyes ပဲဖြစ်ပါတယ်။အခု Man City အသင်းနဲ့ Arsenal အသင်းတို့ Title ဆုအတွက်အချိန်နဲ့ရှင်ပြိုင်နေရချိန်မှာလည်း Man City အသင်းကိုအမှတ်လျော့စေခဲ့ပြီးတော့ Arsenal အသင်းကို Title ဆုအတွက်အလေးသာအောင်ကူညီပေးခဲ့တာလည်း David Moyes ပါ။ဒါကြောင့်မလို့ Arsenal အသင်းကယခုနှစ်ရာသီမှာ Premier League ရသွားခဲ့ရင်တော့Mikel Arteta တယောက် David Moyes ကို Champagne တစ်လုံးလောက်တော့ပို့တင်နေပါပြီ။ကဲ Barry နဲ့ David Moyes တို့ကဒီပွဲအတွက်သူ့ရဲ့ခေါင်းတွေဖြစ်ခဲ့မယ်ဆိုရင်73မိနစ်အတွင်းပြိုလဲသွားတဲ့ Man City အသင်းမှာလည်း villain တွေများစွာရှိခဲ့ပါတယ်။ငရဲတန်း73မိနစ်လို့ပြောရမယ့်ဒုတိယပိုင်းအစမှာ City ခံစစ်အားဝါစီးပြည့်တယ်လို့ပြေခဲ့ရပါတယ်။ Manchester City အသင်းက73မိနစ်အတွင်းဂိုး3ဂိုးထိပေးခဲ့ရပြီးတော့ဒီသွင်းဂိုးတွေအားလုံးဟာကံမကောင်းလို့ထက်ဆိုတာထက် City ခံစစ်ပိုင်းအားနည်းမှုကြောင့်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ City ခံစစ်ပြိုလဲမှုရဲ့အဖြစ်ကတော့မက်ဂွီပါဘယ်သူမှထင်မှတ်မထားတဲ့အချိန်ဘယ်သူမှမထင်မှတ်ထားတဲ့နေရာမှာသူကစိုးရတဲ့အမှားတစ်ခုကိုပြုလုပ်ခဲ့ပါတယ်သူရဲ့စိုးရတဲ့နောက်ပြန်ပေးမှုကနေတစ်စင်း Everton တိုက်စစ်မှု Thiago Barry က Everton အသင်းအတွက်အဖိုးတန်ချေပါကိုပြန်သွင်းယူသွားပေးခဲ့တာပါပြီးခဲ့တဲ့ January လမှာ Pep Guardiola အာဂိုတကြီးခေါ်ယူထားတဲ့ဂွီက Champions ဆုအတွက်အဆုံးဖြတ်ပေးလာမဲ့သူလို့မျှော်လင့်ခဲ့ကြပေမဲ့တကယ်တော့သူဟာ Arsenal အသင်းအတွက်လမ်းခင်းပေးသူဖြစ်သွားခဲ့ရပါတယ်အဲ့နောက်မှာတော့ Everton အသင်းက O'Brien ရဲ့ခေါင်းတိုက်ပြီးတော့ဒုတိယကိုသွင်းပေးသွားတယ်တိတ်မကြမ်းမှာပဲ Barry ကနောက်ထပ်တစ်ဂိုးထပ်သွင်းယူပြီးတော့ City ကို 3-1 နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ဒီလို73မိနစ်အတွင်းမှာ Man City အသင်းက3ဂိုးပြန်ပေးလိုက်ရတာ Premier League မှာတော့တကယ်ကိုအန်အောစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါဒီနေ့မှာမေးစရာရှိတာ City ရဲ့ခံစစ်တည်ငြိမ်မှုဘယ်ရောက်သွားတာလဲဂွီတွေမှားတာမဟုတ်ပါဘူးကူဆာနော့ရဲ့အမှားတွေကွင်းလယ်မှာဘောလုံးဆုံးရှုံးမှုတွေက City ကိုဒီအခြေအနေအထိဆွဲချသွားခဲ့တာပါ 3-1 ဖြစ်ပြီးချင်းစက္ကန့်ပိုင်းအကြာမှာပဲအာလင်းဟာလန်ကအခြေပါကိုပြန်သွင်းယူပေးနိုင်ခဲ့ပေမဲ့ City ရဲ့ခံစစ်ကတော့ Everton အသင်းရဲ့ပြင်းထန်တဲ့တိုက်စစ်အောင်မှာအပိုင်းပိုင်းလွင့်ကျွေခဲ့ရတာပါပွဲကစားချိန်မိနစ်90ပြည့်လို့နာကျင်အချိန်ကို9မိနစ်အရောက်မှာတော့ City ပရိသတ်တွေမျှော်လင့်ချက်မဲ့နေပြီလို့ထင်နေတဲ့အချိန်မှာKedishin ဒိုဂူတယောက်ရောက်လာခဲ့ပါတယ်။သူရဲ့အော်ဒင်ဝယ်ကန်ချက်နဲ့ Manchester City ကိုတရေတမတ်ယူဆောင်ပေးခဲ့ပါတယ်။ဒိုဂူသားဒီသွင်းကိုမသွင်းနိုင်ခဲ့ရင် Manchester City ရဲ့ Champion လမ်းကြောင်းဟာဒီညပါနဲ့ပြီးဆုံးသွားပြီလို့ပြောနိုင်ပါတယ်။နောက်ပြီးတော့ကွင်းထဲကထွက်လာတဲ့ Manchester City ကစားသမားတွေရဲ့မျက်နှာကလည်း
Premier League title စုအတွက်အဖြစ်ပေးနေပါတယ်ဒါဟာသူတို့ရဲ့ champion မျှော်လင့်ချက်ကိုမေးမိန်သွားစေတဲ့ညတညပါဒါပေမဲ့ဒိုဂူရဲ့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ချီပါကိုကတော့သူတို့ကိုမျှော်လင့်ချက်ဝင်းငွေလေးရှိစေခဲ့ပါတယ် Manchester City အသင်းဟာ Arsenal အသင်းကိုအနိုင်ရပြီးချိန်မှာတော့ Premier League title စုအတွက်ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ Arsenal အသင်းကပို့ပြီးတော့အလေးတာသွားခဲ့ရပါပြီလာမယ့်စနေနေ့မှာ City တို့အနေနဲ့ Brentford ကိုနိုင်ခဲ့ရင် Arsenal အသင်းကို2မှတ်ကွာနဲ့ဖိအားပေးနိုင်အောင်ပါဒါပေမဲ့တခုတော့ရှိပါတယ်ခုချိန်မှာကန်ဂျမာက City တို့လက်ထဲမှာရှိတော့တာမဟုတ်ဘဲနဲ့ Arsenal အသင်းလက်ထဲကိုရောက်သွားပါပြီ City က Premier League title စုအတွက် Arsenal ရဲ့အမှားကိုပဲစောင့်ရတော့မှာဖြစ်ပါတယ်ပွဲပြီးမှာတော့ Man City နီးပြ Pep Guardiola ကအခြေအနေတွေကကျွန်တော်တို့လက်ထဲမှာမရှိတော့ပါဘူးလို့ဝန်ခံခဲ့ပါတယ်ဒါဟာ Pep စီကနေကြားရခဲ့တဲ့စကားမျိုးပါရှုံးသွားတာထက်ဆိုင်ရင်တာပါသေးတယ်လို့သူကဆိုခဲ့ပါတယ် Pep တယောက်တော့တကယ်ပဲ Premier League Champions စုကြီးကိုလက်လွတ်လိုက်ပြီလားကဲဒီတော့ညီကိုရောဘယ်လိုထင်ကြလဲ Arsenal ကလက်ကျန်3ပွဲစလုံးကိုအနိုင်ကစားသွားပြီးတော့22နှစ်ကြာစောင့်မျှော်နေရတဲ့ Premier League title စုကြီးကိုတကယ်ပဲသိမ့်ပိုက်သွားတော့မှာလားဒါမှမဟုတ်လာမယ့်တစ်ပတ်မှာ Arsenal အသင်းနဲ့ကစားသွားမယ်တန်းစင်းဆောင်ကနေရုံးကန်ရဖို့ရှိနေတဲ့ West Ham အသင်းက Manchester City အသင်းအတွက်တစ်ဖက်လမ်းပြန်ဖွင့်ပေးသွားမှာလား Premier League ရဲ့နောက်ဆုံးလက်ကျန်ပွဲစဉ်တွေကတော့တကယ်ကိုယူသွစရာကောင်းနေပါပြီဒါဟာဘယ်သူမှအပြက်ဟောကိန်းထုတ်လို့မရသေးတဲ့ Premier League ရဲ့အလှတရားပါ Manchester City အသင်းရော Premier League title စုကြီးကိုတကယ်ပဲလက်လွတ်လိုက်ရပြီလားဒါမှမဟုတ် City တို့ပြန်လာနိုင်အောင်မလားဘယ်လိုမြင်ကြလဲကိုမတ်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်